မင်္ဂလာပါခင်ဗျကျွန်တော်အခုရိုက်ပြမဲ့ကျင်းရတော့ကျင်းနံပါတ်12 right မင်္ဂလာတော့ပါဆိုတော့ဒီမြေပေါ်မှာကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘယ်ဘက်တစ်ချမ်းရှေ့နဲ့ဘေးတောက်လျှောက်ကရေကြီးပဲဆိုတော့ lateral water hazard lateral water hazard တောက်လျှောက်ရှိတာဘယ်ဘက်ကို lateral တောက်လျှောက်ရှိတာဆိုတော့ဒီလိုကျင်းမျိုးကကြတော့ drop player တွေတော့ကတကယ်နိုင်မဲပဲအိမ်မဆိုးပဲဆိုတော့သူတို့ကရိုက်ကြတယ်ဟိုးညာဘက်ဒီဘက်တွေကိုရိုက်ကြတာဒီဘက်တွေရိုက်ပါပြန်တင်ကြပင်မန်းတာပေါ့ဆိုတော့ကျွန်တော်ဘယ်လိုကစားမလဲကျွန်တော် average player ဒီ game ကိုဘယ်လိုတွေးမလဲအဲ့ဒါလေးကျွန်တော်တစ်ချက်ရိုက်ပြပေးပါခင်ဗျတိုက်ရိုက်ကြည့်ရအောင်ဟုတ်အခုကျင်းနံပါတ်7နဲ့ရိုက်ပါမယ်ခင်ဗျကျွန်တော် average player တယောက်အနေနဲ့တွေးပြီးရိုက်ပြပါမယ်တစ်ချက်ဒုတ်ရွေးမှာပေါ့နှစ်ချက်ကျွန်တော်ဘယ်ဘက်ကိုလွဲမလဲအလွဲခံမယ်ကျွန်တော်ဘယ်ကိုမလွဲဘူးဘယ်ကကြောက်တယ်လေရေရှိတယ်ဆိုတော့ကျွန်တော်ညာတိုင်နဲ့ညာတစ်ချမ်းပေါ့ကျွန်တော်တို့ဆိုတော့ကျွန်တော်အဲ့လိုပဲတွေးပါမယ် average player အတွေးပဲကျွန်တော်တွေးပြီးတော့ရိုက်ပြပါမယ်ခင်ဗျโอเคကြည့်ရအောင်ဆိုတော့ကျွန်တော်ရဲ့ဒီ fight တရားရိုက်မှာပေါ့ဒီဖြူရိုက်မယ်ဒီဖြူရဆို150ခွန်ကျွန်တော်လေကိုစိတ်မချဘူးဒီကွင်းရဲ့ထူးခြားချက်ကလေကအချိန်မီတိုက်ချင်တဲ့ဘက်ကတိုက်တာဆိုတော့ကျွန်တော်3 quarter လောက်ပဲကျွန်တော် punch out လုပ်ချင်လုပ်လိုက်မယ်เนาะလေကိုပဲကြည့်ရမှာ哦ဆိုတော့ကျွန်တော်ရဲ့တန်ရှစ်โอเคကျွန်တော်လေကိုရိုက်ခါနေကြမှာကျွန်တော်လေကိုကျွန်တော် against side win ပေါ့ဘေးလိုက်လာတော့ကျွန်တော် draw မသွားကျွန်တော်တခါထပ် shot လိုက်တယ်မှန်ကျွန်တော်မှားတာပေါ့ကျွန်တော်ဒီတက်တင်းလေးရိုက်ထည့်လိုက်ရမှာโอเคကဲ second shot အဆက်မှာသွားရိုက်ကြည့်ကြအောင်ဟုတ်ကျွန်တော်အခု green set မှာ chip ရိုက်မှာပေါ့ chip ရိုက်တဲ့အခါမှာကျွန်တော်ဘာကိုသတိထားရမလဲဆိုတော့ကျွန်တော် green speed သတိထားမယ် green read လုပ်တယ်ခေါ်တာပေါ့ဗျာကျွန်တော်တို့ခေါ်ကြတော့ဒီဘယ်နေရာမှာထောက်မလဲကိုယ့်ရဲ့ထောက်ကွက်ကိုကင်တဲ့တုံးနဲ့ကိုယ့်ရဲ့ထောက်ကွက်ကိုရိုက်မဲ့ပုံစံပေါ့ဆိုတော့ကျွန်တော်အချိုးချမယ်ကျွန်တော်ဒီနားလောက်ထောက်ချင်တာပေါ့ဆိုတော့ left to right ဘယ်ကနေညာအောင်ရောင်လေးရှိတယ်ကြောရမယ့်နေရာလေးနည်းနည်းရှိမယ်ဆိုတော့ကျွန်တော်က58ကိုသုံးတယ်ဆိုတော့58ကိုကျွန်တော် chip and run ပုံစံလေးရိုက်မှာဆိုတော့ chip မှာလည်းအရေးကြီးတာကဒီမြက်ပွားနေလားအောက်ခံမြက်ပွားနေလားမြေပွားနေလားဆိုတာကကျွန်တော်တို့ free swing နဲ့ကျွန်တော်တို့သိနိုင်တယ်ဗျအဲ့ခါကျရင်ကိုယ့်ရဲ့ဒီ impact မှာတင်းလေးရိုက်မလားအသာလေးပဲမမလားကျေးဇူးပါကဲဒီခေါက်ပါရပြီ